Hello အားလုံးပဲမင်္ဂလာပါရှင်ဒါတော့ညပိုင်း skin care ပြီးတာလေးပေါ့နော် skin care ကတော့ပထမဗီဒီယိုမှာတင်ထားပြီးပါတယ်မြေလေးညပိုင်းသုံးတဲ့ပစ္စည်းဘာတွေသုံးလဲဆိုတာကမင်းနေတဲ့သူတွေရှိလို့ပေါ့နော်ဒါလေးသုံးပါတယ် white on ပေါ့ white on မှာဆိုရင်မျက်နှာသစ်ရဲ့စီရန်ရဲ့ခရင်ရဲ့သုံးမျိုးသုံးပါလေရှင်နောက်တစ်ခုကကျတော့တဏီကုံမိလေးကဆန်ခရင်ကြီးသုံးတာတွေရှိရဲ့အဲ့အတွက်ဒီ moisturizer ပါတယ်ရှည်တဲ့အပြည့်ဝပါတဲ့ဟာလေးကိုလူပေးပါတယ်ဒါကိုများများလူပေးရတယ်ပေါ့နော်ဘာကြောင့်များများလူပေးရလဲဆိုလို့ရှိရင်မျက်နှာမှာတဏီကုံဆန်ခရင်တွေလူတာတွေနောက်တစ်ခုကနေလောင်တန်တာတွေနေပူရှိန်တွေကြောင့်ရှိတယ်မီးရောင်တွေကြောင့်ရှိရပေါ့နော်အဲ့အတွက်ညပိုင်းကျရင်ရှည်တဲ့အပြည့်ဝလိမ့်ပြရတယ်ပေါ့။ဘာကြောင့်လဲဆိုရင်မီလီကာ mask ကတ်တာတိတ်မရှိဘူး။အဲ့အတွက်ဒီ moisturizer ခြေတိုက်လေးကိုပေါ့နော်မီလီကများများလူပြပါတယ်။ညပိုင်းဆိုရင်အများကြီးလူတယ်ပေါ့။အဲ့တော့ဒါလူပြီးသားမျက်နှာလေးဖြစ်ပါတယ် skin care ပြန်။အသားရည်ကိုတကယ်ကြည်တောက်ရှင်းပြီးတော့ချီနေတယ်ပေါ့နော်အသားရည်ကိုတင်းတင်းလေးဖြစ်စေပါတယ်။ဒါ skin care ပေါ့နော်။အဲ့တော့လူတစ်ယောက်မှာ skin care ကိုတေချာဂရုစိုက်လုပ်မယ်ဆိုလို့ရှိရင်makeup ဆိုတာက easy ဖြစ်သွားတယ်ပေါ့နော်အဓိကအခြေခံက foundation က skin care လေးပဲဖြစ်ပါတယ်ရှင် skin care ကိုဒါတေချာဂရုစိုက်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့မျက်နှာမှာရှိတဲ့စောင်းဝက်ချံအမဲဆက်တင်းထိပ်တွေတော့လုံးဝအဆင်ပြေပါတယ်အဲ့တော့တကယ်လို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်မလေးစီမှာချက်ပေါက်ကနေလာမီလို့ရှားပါတယ်အကြံဉာဏ်တွေပြီးပါတယ်ရှင် skin care ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာလို့ဘယ်လိုမျိုးထိန်းသိမ်းရမယ်ဘယ်လိုမျိုးလင်းချင်ရမယ်ဆိုတာကိုမီလေးဘက်ကပြန်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါတော့ဝိုင်းဝဆက်လေးနဲ့ skin care ထားတဲ့ပုံလေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်